တရားမဝင်ရောင်းတဲ့စီဆိုင်လေးတွေကိုကျွန်တော်တို့တွေ့တယ်ပေါ့နော်ဟောဖို့စီကွက်မှာဆို1လီတာကို9000ကနေ1000ခွဲလောက်ထိပေါက်ကြတွေ့တယ်လို့အဲ့လိုတကယ်တန်းစီရဲဆိုရင်မှာအချိန်တောင်နေမှုတွေဖြစ်ကုန်ရတယ်ပေါ့နော်သူတွေပြန်ထိခိုက်မှာလဲဆိုတော့ဒီကုမ္ပဏီအောက်မှာအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေပေါ့နော်အခုမောင်းနေတဲ့ရင်မောင်းတွေကိုယ်တိုင်ဒါထိခိုက်မယ်ပေါ့ဈေးနှုန်းတင်ရင်ဒါကုန်ဈေးနှုန်းကြီးမြင့်လာကုန်ဈေးနှုန်းကြီးမြင့်လာရင်ဒါဒီအများပြည်သူပဲပြန်ထိခိုက်မယ်အော်တော့ဘာ update ပတ်သက်ကြအားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုလေးကတော့တချို့သောပြည်သက်တွေကိုကျွန်တော်မြတ်ရခံခြင်းနဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်စီခက်ခဲကဖြစ်လာတာရဲတဲ့ဘက်3ဘက်ကြော်4ဘက်နီးနီးဖြစ်လာပြီစစဖြစ်ချင်းပထမအပတ်ထက်ပို့ပြီးတော့ကားဆောင်စမ်းရဲ့ကားတန်းတွေလည်းပို့ရှိလာပြီစီတန်းစီရဲ့ကားတန်းတွေပို့ရှိလာတယ်ဆောင်စမ်းရဲ့အချိန်တွေပို့ကြလာတယ်တချို့ကျွန်တော်နေသွားတော့နေမှာဆိုလဲချို့နေမှာစီဆိုင်နေဆိုခွဲတန်းမလုံလောက်မှုကြောင့်မလို့နေတော့ပဲရောင်းနိုင်တာမျိုးတချို့ဆိုတစ်နေ့လုံးမရောင်းလိုက်ရနေမျိုးတွေလည်းမရောင်းရနေမျိုးတွေလည်းရှိတယ်ပေါ့နော်စီမလုံလောက်မှုကြောင့်ရန်ကုန်မှာဆိုလဲဒီလိုပဲဒါပို့ပြီးတော့စိုးဝါလာတယ်ပေါ့နော်ကျွန်တော်အခုနေတွေသွားတဲ့ခါမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ရုံးနှမ်းမှာဖြတ်သွားဖြတ်လာလို့တဲ့ခါမှာဖြစ်ဒီတရားမဝင်ရောင်းတဲ့စီဆိုင်လေးတွေကိုကျွန်တော်တို့တွေ့တယ်ပေါ့နော်ကျွန်တော်ရုံးနှမ်းဖြတ်သွားဖြတ်လာလို့တဲ့ခါခဏလုပ်တဲ့ခါကျတော့ဒီမှာရောင်းဝယ်နေရလေတွေ့ရတယ်အခုတော့ပို့ပြီးတော့လူရောင်းတဲ့ကားလေးတွေပို့ပြီးစိတ်တဲ့ပုံရပါတယ်ဆိုတော့အဲ့ထက်မှာအများဆုံးကဒီကုမ္ပဏီကားလေးတွေကိုတွေ့ရတယ်ကုမ္ပဏီဘောက်စ်ကားတဲယူပို့ဆောင်ကားလေးတွေပေါ့နော်ဆိုတဲ့အခါကျတော့ကျွန်တော်ဒီနေရာမှာပြောချင်တယ်အဓိကအကြောင်းအရာကကျွန်တော်အခုအဖြစ်မှာဆိုလို့ရှိရင်ဓာတ်စီဒီဟောက်ဖို့ဈေးကွက်မှာဆို1လီတာကို9000ကနေ1000ခွဲလောက်ထိပေါက်ကြတွေ့အနေအဒေတာပေါ်မှာမူတည်ပြီးဒါတွေကကျွန်တော်အလွယ်တကူလေ့လာလို့ရပါတယ်ပေါ့နော်ဒါ Facebook စာမျက်နှာတွေ group တွေမှာဆိုလဲဒါချိုးတွေတွေ့နေကြရတာမြင်နေကြရတာပဲပေါ့နော်ဒီလိုဖြစ်နေတဲ့အနေအထားမျိုးမှာတချို့ကကျတော့ကုမ္ပဏီကားတွေကကုမ္ပဏီကပေးတဲ့စီကိုမောင်းပြီးသွားရင်ပိုတဲ့စီကိုပိုတဲ့စီရဲ့ခါဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ပေါ့နော်ဒီရောင်းကြံတွေရောင်းချကြတယ်တချို့တွေကလည်းဒီစီဆိုင်မှာစီတန်းစီရဲရတဲ့ရထိုက်တဲ့ကိုတာကိုစီတဲ့တန်းစီပြီးရင်တရားဝင်ဈေးကွက်မှာပြန်လဲရောင်းချကြတယ်ဆိုတော့ဒါနဲ့ပဲဒီလိုမျိုးစမောက်ဖို့ဈေးကွက်ကပိုပြီးကြီးမားလာတယ်အဲတချို့တန်းစီတဲ့သူတွေမှာဒါလိုအဲ့လိုတကယ်တန်းစီတဲ့သူတွေမှာအချိန်တောင်နေမှုတွေဖြစ်ကုန်ရတယ်ပေါ့နော်ဆိုတော့ကုမ္ပဏီကားတွေကိစ္စအရင်ပြောပါမယ်ဆိုတော့ဒီဟာကုမ္ပဏီတွေအတွက်လည်းအများကြီးနစ်နာတယ်ပေါ့နော်ကုမ္ပဏီတွေဘက်ကကျွန်တော်လိုက်ပြီးပြောချင်တာမဟုတ်ဘူးအဓိက DC ကိုတချို့ကုမ္ပဏီတွေအကုန်ကြခံနိုင်တယ်ပြင်ပပေါက်ဈေးနဲ့အခုကျွန်တော်တချို့ကုမ္ပဏီဆိုလို့ရှိရင်ကားအရေးအတွက်မလုံလောက်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒစီကတန်းစီနေချိန်မှာဒစီကမောင်းတာမျိုးမလုံနိုင်တဲ့အတွက်ဒစီပဲရှိတဲ့ကုမ္ပဏီတွေကအပြင်ကပဲဝယ်သုံးရတယ်အချို့ကလည်းစီတန်းစီကိုအချိန်မပေးနိုင်ဘူးပေးနိုင်တဲ့အတွက်ပြင်ပစီကိုဟိုဒီမှောက်ဖို့ဈေးကနေဝယ်ပြီးသုံးရတယ်ဆိုပါဒီကုမ္ပဏီကသုံးနိုင်တယ်ပုံပြင်ပပေါက်ဈေးမှောက်ဖို့ဈေးကဈေးကိုပေးပြီးသုံးနိုင်တယ်ပဲထားအောင်သူအလွယ်တကူဝယ်ဖို့မရနိုင်ဘူးเนาะဆိုတာတရားဝင်ဈေးကွက်ဖြစ်တဲ့အတွက်တရားဝင်လို့အမြန်အလွယ်ကူတော့ဝယ်လို့မရဘူးလိုချင်တဲ့ချိန်မှာမရဘူးလိုတော့မရတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ခါမျိုးကျတော့ကုမ္ပဏီမှာဒါအတွက်ဒါဒီ operation နေ့စဉ်က run ဖို့အတွက်ဒါနှောင့်နှေးမှုတွေဖြစ်တယ်ကြံ့ကြာမှုတွေဖြစ်တယ်ဟိုစီကရှိရသားနဲ့ပို့လာတဲ့စီကိုရောင်းချပြတာတကယ်ပို့နေနောက်ရက်တွေဆက်သုံးလို့ရမှာပေါ့နော်ဒါမျိုး operation ကောင်းလဲပတ်နိုင်မှာမလဲပတ်နိုင်တဲ့ဒါမျိုးဒါအနှောက်အယှက်ဖြစ်သွားနိုင်တယ်အဲ့တို့ကြောင့်ဘသူတွေပြန်ထိခိုက်မှာလဲဆိုတော့ဒီကုမ္ပဏီအောက်မှာအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေပေါ့နော်အခုမောင်းနေတဲ့ရင်မောင်းတွေကိုယ်တိုင်ဒါထိခိုက်တော့ကိုလုပ်နေတဲ့ကုမ္ပဏီကိုနဲ့လက်တွဲလုပ်နေတဲ့ကုမ္ပဏီထိခိုက်ရင်ဒါကိုလည်းပဲထိခိုက်တာပဲเนาะဒါဘာလို့လဲဆိုတော့ဒါကကုမ္ပဏီနဲ့ကိုနဲ့ဆိုတာကိုင်းကျုံမြင်ကျုံကိုင်းမြင်အတူတူအလုပ်လုပ်နေကြတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆိုတဲ့ခါကျတော့ဒါကိုလည်းကိုအနေနဲ့ပြန်ပြီးတော့ဒါကိုအလုပ်လုပ်နေကုမ္ပဏီပြန်ပြီးတော့ငဲ့ညာကြည့်တဲ့နယ်လို့ကျွန်တော်မြင်တယ်စီကလက်ရှိကျွန်တော်တို့သွားရောင်းလိုက်တယ်เนาะရောင်းနေကုမ္ပဏီကတခါထပ်ပြီးဝယ်ရတယ်ဝယ်လို့မရရင်ဒါထိခိုက်တယ်နောက်ပြီးအကယ်၍ဒီ expand တွေတက်လာပြီဆိုရင်ကုမ္ပဏီကလည်းရောင်းတဲ့ကုမ္ပဏီပစ္စည်းဖြန့်တဲ့ကုမ္ပဏီပဲဖြစ်ဖြစ်ပစ္စည်းရောင်းတဲ့ကုမ္ပဏီပဲဒီလို expand တက်လာရင်သူကလည်းဈေးနှုန်းကိုပြန်ပြီးတော့တင်ပြီးရောင်းပါမယ်ပြီးတော့ကုမ္ပဏီကအကယ်အဲ့လိုရောင်းလို့လည်းမရဘူးဆိုလို့ရှိရင်ကုမ္ပဏီကဆက်ပြီး operation level လို့မြန်ကုမ္ပဏီရက်သွားလို့ရှိရင်ဒီမှာလှုပ်နေတဲ့ကိုကိုတိုင်းအပါဝင်တခြားဝန်ထမ်းတွေပါဒါအလောက်ကန်ခွန်လန်းဆုံးရှုံးမယ်နောက်တစ်ချက်မဟုတ်ဘူးဈေးနှုန်းတင်လို့ရတယ်ဆိုလဲဈေးနှုန်းတင်ရင်ဒါကိုဈေးနှုန်းကြီးမြင့်လာရင်ဒါဒီအများပြည်သူပဲပြန်ထိခိုက်မယ်ဒီအခုကုမ္ပဏီမှာလှုပ်နေတဲ့ဝန်ထမ်းတွေအပါဝင်အများပြည်သူအားလုံးပြန်ထိခိုက်မှာပေါ့နော်ဒါမျိုးတွေဝင်းဆက်ကပြန်ပြီးတော့ကိုယ့်စီကိုပြန်ပြီး impact ရောက်လာမှာဖြစ်တယ်ကျွန်တော်အားအကြောင်းမို့ကျွန်တော်ကဒီ supply chain ဝင်းဆက်အတွက်အများကြီးimpact တွေဖြစ်သွားနိုင်တဲ့အတွက်ကျွန်တော်ဒီဗီဒီယိုလေးတက်ဆက်တာဖြစ်တယ်ကျွန်တော်အနေနဲ့ဒါကုမ္ပဏီတွေဘက်ကလိုက်ပြီးတော့ကုမ္ပဏီပိုင်ရှင်တွေရဲ့အလိုသဘောကြတယ်ကျွန်တော်ပြောချင်တဲ့သဘောမဟုတ်ဘူးအဓိကဒီဟာရဲ့အကျိုးသက်ရောက်မှုကကိုယ့်စီပဲပြန်ရောက်လာမှာနောက်ပြီးဒီလိုစီခက်ခဲဖြစ်နေတဲ့အချိန်မျိုးတွေမှာဒါမျိုးမလုပ်သင့်ဘူးဒါပုံမှန်အချိန်မှာတော့ဒါမျိုးကမလုပ်သင့်တဲ့လုပ်ရမျိုးဒါကျွန်းပိုင်းဆိုင်ရာဖောက်ဖြတ်တဲ့ကိစ္စမျိုးဖြစ်တဲ့အတွက်မလုပ်သင့်ဘူးဒါပေမဲ့ဒီလိုအချိန်မှာပို့ပြီးတော့မလုပ်သင့်ဘူးပုံမှန်အချိန်မှာခက်ခဲဖြစ်တဲ့ဟာထက်တစ်ဆလောက်တာပို့ပြီးခက်ခဲသွားနိုင်တယ်အများကြီးသက်ရောက်မှုတွေဖြစ်သွားနိုင်အဲ့ဒါကြောင့်မို့ကျွန်တော်เนี่ยဒါတွေကိုမလုပ်ဖို့လည်းမြေတာရက်ခံနေတယ်နောက်တစ်မျိုးကတော့ကျွန်တော်ဒီစီဆိုင်တွေမှာစီမလို့အဖက်နဲ့တန်းစီပြီးတော့ပြန်လို့ရောင်းချတဲ့ဟာဒါကကျွန်တော်မှောက်ဖို့ဈေးကွက်ကို supply ပို့လုပ်ပေးတဲ့သဘောမျိုးပေါ့နော်ဆိုတဲ့ခါကျတော့အဲ့ဒါမျိုးတွေကိုလည်းကျွန်တော်အနေနဲ့အားမပေးချင်ဘူးဘာလို့ဆိုတော့မလို့အဖက်နဲ့ဒီတကယ်လို့အဲ့လိုစောင်းရတဲ့အချိန်ပိုကြတယ်မှောက်ဖို့ဈေးကွက်ပိုကြီးထွားလာစေတယ်ဆိုတဲ့ခါကျတော့ဒီတန်ကန်တော်အနေနဲ့လည်းဒီစီတွေတွင်းရတဲ့ခါမျိုးမှာလည်းဒီလိုခက်ခဲကြတဲ့မှာအများကြီးပို့ပြီးတွင်းဖို့စူးစမ်းရတယ်မလို့အဖက်နဲ့ဒါဒီစီတွေကိုဝယ်ရောင်းနေလို့တဲ့ခါကျတော့ကိုယ်အနေနဲ့တော့ရေတိုအနေနဲ့တော့ဝေကြီးကျိုးမြရကောင်းရမယ်ဒါပေမဲ့ဒီ impact ကလည်းကိုယ်စီပဲပြန်လာမှာပေါ့နော်ဆိုတဲ့ခါကျတော့ဒီလိုမျိုးစီရှားပါမယ်စီဈေးတွေတက်မယ်ပြင်ပမှောက်ကိုရောင်းချပြင်ပမှောက်ကိုကလည်းဈ
ဈေးမြတ်တင်ပြီးရောင်းချမယ်အဲ့ဒါကြောင့်မို့လူတိုင်းကဒီလိုမျိုးစီမပိုးနေပါဘူးပြင်ကတချို့တွေလိုအပ်ချက်အများများရဟာကအပြင်ကဝယ်သုံးတာပါအပြင်ကကုမ္ပဏီတွေဝယ်သုံးပြီဆိုလို့ချင်းတို့ဈေးတက်ပါမယ်ဈေးတက်လို့ရှိရင်ဒီပေါ်မှာစားသုံးသူတွေပေါ်မှာ consumer ပေါ်မှာပြန်ပြီးဈေးနှုန်းအမြတ်တင်ကြမှာဖြစ်တယ်အဲ့တော့ကြောင့်ကိုယ့်စီပဲပြန်ပြီးတက်ရောက်မှာဖြစ်ပါတယ်အဲ့တော့ကြောင့်မို့ဒီလိုမှောက်ဖို့ဟိုအားပေးတဲ့အလုပ်တွေကိုလည်းမလုပ်ကြဖို့လည်းတိုက်တွန်းနေတယ်မှောက်ဖို့ရောင်းချနေကြတဲ့ဆိုင်တွေကိုလည်းဒီလိုချင်းကာမျိုးမှာတော့ဒါအများပြည်သူထိခိုက်စေမယ့်ကိစ္စမျိုးတွေကိုတက်နိုင်သောဘုရားဝကျွန်တော်နေနေညာနေမြေတားရခံနေတယ်ဒီဗီဒီယိုတင်တဲ့အတွက်ချို့သူတွေကျွန်တော်ကြိုက်မှာမဟုတ်ဘူးမုံရင်လည်းမုံမယ်10ရင်တော့10မယ်ဒါပေမဲ့ကျွန်တော်ကတော့ဒါအများပြည်သူအတွက်ဒါကျွန်တော်တက်နိုင်တဲ့1000တလန်းကနေပြီးတော့မြေတားရခံတာဖြစ်ပါတယ်ခုလိုဗီဒီယိုလေးကိုအဆုံးထိကြည့်ကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါခင်ဗျာ